နေ快看你。这都是酒哎。စီသုံးစီကြော်ရင်အင်အားသုံးဖြိုခွင်းမယ်ဆိုပြီးတော့မှရက်တက်ဖွဲ့က hand speaker နဲ့ကြီးညာနေပါတယ်ပြမယ်ရက်တက်ဖွဲ့ကလူစုခွဲဖို့အတွက်သတိပေးနေပါတယ်15မိနစ်အတွင်းမှာလူစုမခွဲဘူးဆိုရင်သူတို့အင်အားသုံးပြီးတော့မှဖြိုခွင်းမယ်ဆိုပြီးတော့မှရက်တက်ဖွဲ့ကြီးညာနေပါတယ်အခုဆန္ဒပြနေတာကတော့ဒါပြမနာတောင်ညိုလမ်းမှာရှိတဲ့တပြေကုန်းမီးပွိုက်မရောက်ခင်အောင်တပြေရုပ်ရှင်ကိုရှေ့မှာဖြစ်ပါတယ်来呀！ဆန္ဒပြသူတွေဘက်ကလည်းဒီပြင်မနာဘက်ကနေပြီးတော့တောင်ညိုဘက်ကိုပေါ့နော်အခုဆန္ဒပြတဲ့ဘက်ကိုထပ်ပြီးတော့မှလာပြီးပူးပေါင်းနေတဲ့အခြေအနေကိုမြင်တွေ့ရပါတယ်ခင်ဗျာရှေ့ကဒီဘက်ရောက်လာရှေ့ကဒီဘက်ရောက်လာကျွန်တော်ဖုန်းနေရဆိုင်ကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့တာတမလဲမြင်မြင်လား
စစ်တပ်ဖွဲ့ကတော့လူစုခွဲဖို့အတွက်ဆက်မပြတ်ကြေညာနေပါတယ်ခင်ဗျာစစ်တပ်ဖွဲ့ကတော့စပြီးတော့မှဖြိုခွင်းမှုအတွက်ပြင်ဆင်နေတဲ့အခြေအနေကိုမြင်တွေ့ရပါတယ်စစ်တပ်ဖွဲ့လူစုခွဲဖို့hand speaker နဲ့ကြေညာနေတာဖြစ်ပါတယ်လူစုမခွဲဘူးဆိုတော့သူတို့အင်အားသုံးပြီးတော့မှဖြိုခွင်းမယ်ဆိုပြီးတော့မှလည်းကြေညာနေပါတယ်ရက်ဒီပဲပါဒီမကျော်တော့လို့တယ်ဒီစီးရကြည့်ရပါဒီ
quá là bầm lại không
မှာပဲခဏလေးဒါလည်းဒီကိစ္စနော်လူစုပဲဘူးတော့စီတုံးလေးနဲ့တားရတယ်ဒီတွေ့မှာဟာဒါလည်းဒီလိုနိုင်နေစီတုံးစီကြော်ရင်အင်အားသုံးပြီးတော့မှဖြုတ်ခွင်းသွားမယ်ဆိုပြီးတော့မှရက်တပ်ဖွဲ့ကကြေညာထားပေမဲ့ဆန္ဒပြသူတွေကတော့ဒီစီပထမစီကိုတော့မှမကြော်ဘဲနဲ့မှဒီစီရဲ့အပြင်ဘက်မှာအားလုံးကတွေးကြော်ဆန္ဒပြနေကြပါတယ်
လည်းပြုတ်ကောင်းတော့ညဒီကတော့မပြုတ်ခလာတော့ရှက်တက်ဖွဲ့ကစီး3စီးကြော်ရင်အကျန်းဖက်ပြီးတော့အင်အားသုံးပြီးတော့မှဖြိုခွင်းမယ်လို့ကြေညာထားပေမဲ့ဆန္ဒပြတဲ့လူတွေကတော့ဒီပထမစီးကိုတော့မကြော်ဘဲနဲ့မှလူစုခွဲသွားတဲ့အနေအထားကိုမြင်တွေ့ရပါတယ်ခင်ဗျာဆန္ဒပြသူတွေကတော့သူတို့တပြေကိုဝိုင်းကိုဆက်ပြီးတော့မှခြိတက်မယ်ဆိုပြီးတော့မှဒီမှာတော့လူစုစခွဲပါပြီ
ဟုတ်ကဲ့ဆန္ဒပြသူတွေကသူတို့တပြေကုန်းဝိုင်းကိုဆက်ပြီးတော့ချီတက်မယ်ဆိုပြီးတော့မှလူစုခွဲသွားကြပါတယ်ခင်ဗျာ